I summon you to fulfill your oath. None but the King of Gondor may command me. The line was broken. It has been remade. လူသားတို့ရဲ့ Agrid မင်းကြီး I-2 ရဲ့အနွယ်တော်ဖြစ်တဲ့အတွက်အာရဂွန်ဟာဒီတေဆုံးနေတဲ့ဝိညာဉ်စစ်တပ်ကြီးကိုအမိတ်ပေးပိုင်ခွင့်ရှိတဲ့လောကမှာတဦးတည်းသောလူသားဖြစ်ပါတယ်ဒါပေမဲ့သူတို့ရဲ့တော်ဝင်သွေးလိုင်းကိုတက်တည်ပြမဲ့တော်ဝင်သားမြောင်ကြီးကတော့လွန်ခဲ့တဲ့ရှေးဟောင်းတိုက်ပွဲတုန်းကအမောင်ရှင်သခင်စော်ရုံရဲ့ခြေထောက်အောက်မှာကြေမွပျက်စီးသွားခဲ့ပါပြီဒါကြောင့်လူသားမျိုးနွယ်စုရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုကာကွယ်ဖို့အတွက် Fnet ဒီဝါရီဟာဘလို့တန်မှုမျိုးပဲပေးရအဲ့ဒီတော်ဝင်သားကိုအစ်စ်ပြန်လဲသုံးလုပ်ပေးခဲ့ကြပါတယ်မကြခင်ပါပဲအဲယွန်ကိုရိုင်ဟာရိုဟန်မြင်းစီစစ်တပ်နဲ့အတူချီတက်နေတဲ့အာရဂွန်စီကိုကိုရိုင်လာရောက်ရှာဖွေခဲ့ပါတယ်။အဲရွန်ကအာရဂွန်ကိုသတင်းစကားပါခဲ့ပါတယ်။အဲဒါကတော့ဆော်ရွန်ဟာသူ့ရဲ့အော့မိတ်ဆာစစ်တပ်ကြီးကိုလွှတ်လိုက်ရုံနဲ့မကပဲတောင်ပိုင်းကဟာရက်ထရင်စစ်တီတွေနဲ့အေယာမပင်လယ်ဓာတ်ပြရေးတပ်ကြီးနဲ့ပါပူးပေါင်းလိုက်ပြီးဆိုတာပါပဲ။ဘရင်ကြီးတိုးတင်စူးစီးထားတဲ့ရိုဟန်မြင်းတပ်6တူညတဲ့နဲ့ကတော့ဂွန်တော်ပြည်ရဲ့ဝိုင်းရံပိတ်ဆို့မှုကိုတိုက်ထုတ်ဖို့ဘလို့မှမလုံလောက်နိုင်ပါဘူး။တကယ်လို့အာရဂွန်အနေနဲ့ဒီစစ်ပွဲတစ်ခုလုံးရဲ့အလှည့်ပြောင်းကိုလုပ်ချင်နေဆိုရင်ဒွီမိုဘက်တောင်တန်းစီကိုသွားပြီးအဲ့ဒီမှာအိမ်မောကျနေတဲ့ကျိန်စာတင်ဝိညာဉ်စစ်တပ်ကြီးကိုတွားနှိုးရမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း3တူညတုန်းကအဲ့ဒီဝိညာဉ်စစ်တပ်ကြီးဟာလူသားအေဂရစ်မင်းကြီးအပေါ်တစ္ဆာရှိပါမယ်လို့ဂတိတစ္ဆာပြုခဲ့ကြပါတယ်။သူတို့ဟာစော်ရုံကိုတိုက်ခိုက်တဲ့နေရာမှာလူသားတွေနဲ့အတူပခုံးချင်းရှင်ပြီးတိုက်ပွဲဝင်ပါမယ်လို့ဂတိပေးခဲ့တာပါ။ဒါပေမဲ့တကယ်အမောင်တိုက်ပွဲကြီးစတင်တဲ့အချိန်အရေးကြီးဆုံးအချိန်မှာသူတို့ဟာတစ္ဆာဖောက်ပြီးထွက်ပြေးသွားခဲ့ကြပါတယ်။အဲ့ဒီစက္ကန့်ကစပြီးသူတို့အပေါ်ကိုကျိန်စာတင်သွားခဲ့ပါတော့တယ်။သူတို့ရဲ့ဝိညာဉ်တွေဟာတေမင်းတောင်တန်းထဲမှာတင်ပိတ်မိနေခဲ့ပြီးဘယ်တော့မှအနာမရနိုင်တော့ပါဘူး။ဂွန်တော်ဘီရင်ရဲ့ခွင့်လွှတ်မှုတစ်ခုတည်းကသာသူတို့ကိုနောက်ဆုံးမှလွတ်မြောက်ခွင့်ပေးနိုင်မှာပါ။လဲ့သွားလာနေတဲ့တောလိုက်သမားဘဝကိုဆွန့်လွတ်လိုက်ပါမင်းမွေးဖွားလာတဲ့ကံကြမ္မာအတိုင်းဘရင်တစ်ပါးဖြစ်လာပါတော့အာရဂွန်ဟာအစ်စ်ပြန်သုံးလုပ်ထားတဲ့တော်ဝင်သားကိုလက်ခံရရှိပြီးတဲ့နောက်လီဂိုလက်စ်နဲ့ဂင်မလီတို့ကိုခေါ်ပြီးတေမင်းတောင်တန်းစီကိုတန်တန်မတ်မတ်ချီတက်ခဲ့ပါတော့တယ်ဒီနေ့မတိုင်ခင်ထိဘယ်အသက်ရှင်နေတဲ့လူသားတစ်ယောက်မှဒီတောင်တန်းထဲကိုချီမချရဲခဲ့ပါဘူးစစ်မြင်းတွေတောင်မှတစုံတစ်ခုသောဗီဇအသီးနဲ့ရှေ့ဆက်မသွားရဲပဲဂူဝါမာတင်တောင်ကြီးရက်သွားခဲ့ကြတာပါသူတို့၃ယောက်နန်းဆောင်မဟာမန်တက်စီမရောက်ခင်ပါတယ်မငြိမ်မသက်ဖြစ်နေတဲ့ဝိညာဉ်ဆိုးကြီးတွေဟာသူတို့ကိုဝိုင်းရံပိတ်ဆို့လာပါတော့တယ်သူတို့ခြေထောက်အောက်ကမြေပြင်တစ်ခုလုံးမှာလည်းဖြူစွတ်နေတဲ့လူသေးကောင်းခွန်တွေပြည့်နေနေပြီးခြေလန်းတလန်းလန်းတိုင်းမှာအယိုးတွေကျိုးခဲ့သွားတဲ့အတန်တွေကတချောက်ချောက်နဲ့ထွက်ပေါ်နေခဲ့ပါတယ်သူတို့၃ယောက်ခုနှစ်ထဲကိုပိုတိုးဝင်သွားတဲ့အခါအမောင်တဲကနေအေးဆက်ဆက်အတန်ကြီးတန်ထွက်ပေါ်လာပါတယ်တေလွန်သူတွေဟာအသက်ရှင်နေတဲ့သူတွေကိုဖျက်ဆီးခွင့်မပေးဘူးအာရဂွန်ကဓားကိုဆွဲထုတ်ပြီးမင်းတို့ငါ့ကိုတော့ခွင့်ပြုရလိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်သူဟာအိမ်မောကျနေတဲ့ဝိညာဉ်စစ်တပ်ကြီးကိုနှိုးလိုက်ပါတော့တယ်မျက်စိတမိတ်တွင်းမှာပဲအာရဂွန်တို့၃ယောက်ဟာဝိညာဉ်တွေရဲ့ဝိုင်းရံခြင်းကိုအပြည့်အဝခံလိုက်ရပါတယ်လီဂိုလက်စ်ကများတစင်းချက်ချင်းပစ်ခတ်လိုက်ပေမဲ့ညာကဝိညာဉ်ခန္ဓာကိုယ်ကိုဖောက်ထွက်သွားပြီးဘာမှမဖြစ်ခဲ့ပါဘူးဝိညာဉ်ဘရင်ကြီးနဲ့သူ့ရဲ့စစ်တပ်ကတဖြည်းဖြည်းတိုးကပ်လာတဲ့အခါအာရဂွန်ဟာတောလိုက်သမားတစ်ယောက်လိုစကားမပြောတော့ပါဘူးသူဟာတော်ဝင်နွယ်ဆက်ဘရင်တစ်ပါးအနေနဲ့သူတို့ကာယကံရှင်တွေအသက်ရှင်စဉ်ကပြုခဲ့တဲ့ဂရိတစ္ဆာကိုအခုချက်ချင်းတည်ဖို့အမိန့်ပေးလိုက်ပါတယ်သူကစော်ရုံကိုတိုက်ခိုက်ဖို့အတွက်သူ့နောက်ကိုလိုက်ခဲ့ဖို့အမိန့်ပေးလိုက်တာပါဝိညာဉ်စစ်တပ်ကြီးကတစ်ချက်မှပြန်မပြောဘဲတိတ်ဆိတ်နေတဲ့အခါအာရဂွန်ကချက်ချင်းပဲကမ်းလှမ်းချက်ကိုပြောင်းလိုက်ပါတယ်သူကတီဂျီလေးနဲ့တဲ့ဂရိတစ်ခုပေးလိုက်တာပါတကယ်လို့ဒီဝိညာဉ်စစ်တပ်ကြီးကစစ်မြေပြင်ကိုလိုက်လာခဲ့ရင်တိုက်ပွဲပြီးတာနဲ့သူတို့ကိုကျိန်စာကနေအပြီးတိုင်ဗုဒ္ဓဟူးလို့ခွင့်လွှတ်ပေးမယ်လို့ဂရိပြုလိုက်ပါတယ်တော်ဝင်ဘရင်ဖြစ်နေသူတို့ကိုထာဝရအနားယူခွင့်ပေးမယ်လို့ပြောလိုက်တာပါအတိအကျအဲ့ဒီအချိန်မှာပဲအာရဂွန်ဟာသူ့ခြေထောက်အောက်ကနေလူသေးကောင်းခွန်တွေလိမ့်ထွက်လာတာကိုသတိထားမိလိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့အေယာမကူကြီးတစ်ခုလုံးဟာပြင်းထန်စွာတုန်ခါလာပါတော့တယ်အဲ့ဒီနောက်တေမင်းကူရဲ့တကားဝကြီးဟာဝုန်းကနေပြိုကျပျက်စီးသွားခဲ့ပါတယ်အတွင်းထဲမှာစုပုံနေတဲ့မရေမတွက်နိုင်တဲ့လူသေးရိုးတွေနဲ့ကောင်းခွန်တွေဟာအိမ်မက်ဆိုးကြီးတစ်ခုလိုမျိုးအပြင်ကိုဝုန်းကနေပွင့်ထွက်ပြီးအရှိန်ဟုန်နဲ့ရှန်ကျလာပါတော့တယ်အဲ့ဒီမြင်ကွင်းကဆဲကျိုးကြပြီးရေလွှမ်းမိုးတယ်လို့မျိုးမြေပြင်တစ်ခုလုံးကိုစက္ကန့်ပိုင်းတွင်းမှာတင်ဝါမျိုးပစ်လိုက်တာပါအာရဂွန်ကလီဂိုလက်စ်နဲ့ဂင်မလီကိုအပြင်ကိုအမြန်ဆုံးထွက်ပြေးကြတော့အလိုတတိပေးလိုက်ပါတယ်အကယ်၍ခြေတလန်းမားသွားတာနဲ့သူတို့ဟာအဆုံးမရှိတဲ့အယုံမြင့်ကြီးနဲ့အတူအောက်ခြေမရှိတဲ့6နှစ်ကြီးတွေကိုပြုတ်ကျသွားမှာဖြစ်ပါတယ်။တော်သေးတာကသူတို့3ယောက်ဟာဂူကြီးတစ်ခုလုံးဝုန်းကနေပြိုမကျခင်စက္ကန့်ပိုင်းလိုမှာပဲအပြင်ကိုမနှဲယုံထွက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အပြင်ကိုရောက်လို့ဂွန်တော်ပစ္စည်းကိုဥတီမောင်းနေတဲ့စော်ယုံရဲ့ပင်လယ်ဓာတ်ပြရေးတက်ကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့အာရဂွန်ရဲ့ရင်ထဲမှာမျောလင်းချက်မဲ့ပြီးအကြီးကျယ်စိတ်ပြတ်အာရုံသွားခဲ့ရပါတယ်။လူသားတွေရဲ့ကံကြမ္မာအတွက်သူစိုးရင်ပူပန်နေတဲ့အတိအကျအဲ့ဒီစက္ကန့်ပိုင်းလေးမှာပဲဝိညာဉ်ဘရင်ကြီးဟာသူ့ရဲ့ဝိညာဉ်စစ်တပ်ကြီးနဲ့အတူတောင်တန်းထဲကနေထူးဆန်းစွာလမ်းလျှောက်ထွက်ပေါ်လာခဲ့ပါတယ်ပြီးတော့သူကအာရဂွန်ကိုကြည့်ပြီးပြတ်သားတဲ့လေတံနဲ့ပြောလိုက်ပါတယ်။ငါတို့တိုက်ပွဲဝင်မယ်